အနုမင်္ဂလာပါအနုကိုနှုတ်ဆက်ပါတယ်ရှင်နော်ဘဝမှာကွယ်နော်ဟိုတခါမှမကြောက်ဘူးဒီစကားတွေနော်နားမထောက်ခရတဲ့စကားတွေနော်နာကြည့်မှုတွေအများကြီးရှိတာပေါ့နော်လူတိုင်းမှာရှိပါတယ်နော်သူနဲ့တွေ့မှာပဲနော်ကိုမကြောက်ဘူးတာတွေကြားရတယ်နော်နားမထောက်ရှင်တဲ့စကားတွေကအစအကုန်လုံးကြားရပါတယ်လို့နော်သူစီမှာအကုန်လုံးရှိပါတယ်နော်အဲ့လိုမိတ်ဆွေမျိုးရှိပါတယ်နော်ကိုကွယ်နော်ဟိုလမ်းဘေးကတဒုံစားလောက်တော့မှကိုတန်ဖိုးမရှိသလိုနော်ဆက်ဆံတယ်နော်အမျိုးမျိုးနော်စိတ်ဆင်းရဲကိုဆင်းရဲအောင်လုပ်တယ်နော်သူလိုသူကိစ္စရှိတဲ့အခါရင်တတိရတယ်ကိစ္စမရှိတဲ့အခါကျရင်တတိမရတော့ဘူးเนาะအဲ့လိုမိတ်ဆွေတွေနဲ့လည်းအများကြီးတွေ့ဖူးပါတယ်เนาะတကယ်ပါကိုအသုံးချတယ်เนาะကိုနိုင်ထက်စီးနဲ့လုပ်တယ်เนาะအဲ့ဒါကြောင့်လူတွေကတကယ်ပါเนาะဟိုဘယ်လိုပြောမလဲမေတ္တာတွေကခန်းရှောင်းနေတာပေါ့เนาะလူတယောက်ကိုကွယ်နှိမ့်ရှာပိတ်ရှာပြောတယ်ဆက်ဆံတယ်เนาะလူစိတ်မှမဲ့တဲ့အတိုင်းလုပ်တယ်เนาะခံရတဲ့လူကတော့ကွယ်နော်ရုပ်ရှင်ကားကြည့်ရတယ်လို့ပဲနော်ရုပ်ရှင်ကားကြီးကဟိုတခန်းပြတယ်လို့ပဲနော်အဲ့လိုနော်အဲ့ဒါကြောင့်ဘဝဇက်ခုံဆိုတာတကယ်မှန်ပါတယ်နော်ဒါပေမဲ့သူယုံမှပါစေကိုဖက်ကပြီးတော့မှမယုံမှပါစေနဲ့နော်အဲ့လိုလူတွေနဲ့တွေ့ရတာကွယ်နော်တကယ်ကိုနာကြည့်ရတယ်နော်မျက်ရည်ကျရတယ်နော်ဘဝမှာတကယ်ပူလုံတယ်เนาะအမေဆက်ပေါ့เนาะဒါပြင်လို့မရတော့ဘူးเนาะစိတ်တန်ရာတွေပေါ့เนาะဒါစိတ်တန်ရာတွေပါเนาะတကယ်ပါအဲ့ဒါကြောင့်ကိုတိုင်ခံစားရတော့လေသူများကိုလေကိုရှင်းစားတယ်เนาะကိုလိုမခံစားစီရှင်ဘူးသူကမှเนาะအဲ့ဒါကြောင့်တရားကိုတရားမေတ္တာပေးကြပါเนาะစာနာပါထောက်ထားပါเนาะလူဘဝဟာအနုခဏလေးပဲအနုကခရီးတည်တယ်ပဲเนาะလူတယောက်ကိုကွယ်နော်သူ့ကိုလေကိုဘာမှလေးပြန်မလုပ်ဘူးပြန်လို့လေမပြောနိုင်ဘူးအာနွေတဲ့လူကိုအဲ့လိုအနာယူတဲ့တစ်ဖက်သက်ဆန်ပြီးတော့နော်ပြောတယ်ဆိုတယ်လူကြားမှလေးမချောက်ဘူးလေညို့တွေထိုးပြီးတော့နော်ပြောတယ်ဆိုတယ်ဆိုတာကအဲ့ဒါနိုင်တာမဟုတ်ပါဘူးသူတကယ်နိုင်ရှင်အပြင်မှာသွားနိုင်ပေါ့နော်ကိုနဲ့ဒန်းတူရွေတူကိုသွားနိုင်ပေါ့နော်ကိုကိုလေဘာမှလေးပြန်မလုပ်နိုင်ဘူးဘာမှလေးမပြောနိုင်ဘူးအဲ့လိုလူမျိုးကိုနိုင်တယ်ဆိုတာကဒါကသူတော်ကောမဟုတ်ပါဘူးလို့เนาะအဲ့ဒါကြောင့်เนาะလူအရှင်ရှင်မေတ္တာပေးနိုင်ကြပါစေเนาะတရားကိုတရားเนาะရှိခံနိုင်ကြပါစေအမုံမပေါ်အမုံနဲ့မကြည့်ပေနဲ့အရှင်နဲ့ကြည့်နိုင်ကြပါစေเนาะအဲ့ဒဏ်ရာတွေကတော့ကွယ်ပြီးတော့မမေ့ဘူးလို့เนาะအဲ့ဒါကြောင့်အဲ့လိုဒဏ်ရာမပေးပါနဲ့လို့เนาะကျေးဇူးတင်ပါတယ်